ဒါပေမဲ့ဒီမိုကရေစီကအာဏာရှင်နဲ့ဘာကြောင့်တာရတယ်လဲလို့ကျွန်တော်တို့ကပြောမယ်ဆိုရင်အာဏာရှင်ကကြတော့လုံးဝမျှော်လင့်ချက် မင်္ဂလာပါနှွေမြန်မာရှင်နေမှကြိုဆိုပါတယ်နှွေမြန်မာရှင်နေဟာဆိုရင်နေ့စဉ်နှွေဦးတော်လည်းရေးနဲ့ပတ်သက်တဲ့သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့နှွေမြန်မာရှင်တွေကိုစခိုက်လေးလုပ်ပေးပြီးအသည့်တင်တိုင်းသိရအောင်ဘေးနာကနိုတီခေါက်လောက်လေးကိုပါနှိုက်ပေးခဲ့ပါနော်ကျေးဇူးသူများကိုအထူးပဲကျေးဇူးတင်ပါတယ် သူမတရားလုပ်တာကြီးပဲရှိတယ်ပြည်သူအတွက်ပြန်လုပ်ပေးမယ်လောက်၄နှစ်မှာလေဘာကဲ့သို့ဒီမိုကရက်တစ်ကဲ့သို့ပါတီမရှိဘူးအဲ့တော့ပြည်သူကဘယ်တော့မှအခွင့်အရေးပြန်မရဘူးဒါကြောင့်အာဏာရှင်မဲ့ဇက်တိုက်အုပ်ချုပ်ရတဲ့အနှစ်80မှာမမပြည်မှာပြာကျသွားတာအာဏာရှင်ဆန်ဆန်လက်ရာတွေအုပ်ချုပ်တယ်တလှည့်အုပ်ချုပ်တယ်ပြီးတော့လက်ဝဲတွေတလှည့်အုပ်ချုပ်တယ်ဒီမိုကရက်တို့ liberal democracy ဒီမိုကရက်တို့အခုလို green party လို့အုပ်ချုပ်တဲ့နှစ်မှာအိုဘားမားတို့အုပ်ချုပ်တဲ့အချိန်ဂျိုးဘိုင်ဒန်တို့အုပ်ချုပ်တဲ့အချိန်မှာဥပဒေပြန်ပြင်ပေးတယ်အဲ့ဒါနဲ့ကျွန်တော်တို့ balance လေးဖြစ်ပြီးလှုပ်ပဲနဲ့သွားတဲ့အခါကျတော့ကျွန်တော်တို့ခံစားနေရတယ်လူအခွင့်အရေးတွေဒီမိုကရေစီတွေအလောက်ကိုင်းတွေပတ်စံချမ်းသာတာတွေဈေးကွက်ရှင်ပြိုင်မှုတွေနေဈေးပေါ်တာတွေခံစားရတာပြောချင်တာကတဖြည်းဖြည်းနဲ့သေချာလာတာတခုကနော်တဖြည်းဖြည်းနဲ့သေချာလာတာတခုကကျွန်တော်တို့တာမန်စင်းရဲသားပြည်သူတွေခံစားနေရတဲ့ဒီမိုကရေစီစနစ်မှာရှိနေသောဩစတြေးလျနိုင်ငံကနေဒါနိုင်ငံဥရောပနိုင်ငံများအားလုံးအမေရိကန်အပါအဝင်ကျွန်တော်ကတောင်ကိုရီးယားဂျပန်တော့သေချာမသိဘူးဘာလို့တို့သတင်းတွေကိုကျွန်တော်ကသိနားမထောင်ရပါဘူးတို့အင်္ဂလိပ်ကိုလွှင့်တာရန်နေတာပေါ့အင်္ဂလိပ်တွေလွှင့်တဲ့သတင်းတွေရပေါ့လက်ရပါတီတွေကကျွန်တော်တို့အရေးမကြီးဘူးလက်ရပါတီကစစ်အာဏာရှင်နဲ့ဘာမှမထူဘူးအဲ့တော့လက်ရပါတီကစစ်အာဏာရှင်နဲ့ဘာမှမထူဘူးကျွန်တော်တို့အခုခံစားနေရတဲ့ဥပဒေများအားဖြင့်လက်ဝဲပါတီများဖြစ်တဲ့ Labor Party Green Party Liberal Party Democrat Party တွေကနေလုပ်ပေးထားတာအဲ့ဒါအသေးကြပဲအဲ့ဒီမှာလက်ရနည်းနည်း Central လက်ရပေါ့လက်ရမဆုံးတဲ့လူကလည်းနည်းနည်းကောင်းတာပေါ့အဲ့တော့ဒါကြောင့်ဥရောပဟာကမ္ဘာပေါ်မှာအပျော်စရာအပျော်ရွှင်ဆုံးနိုင်ငံတွေစင်းရဲထဲမှာပါနေတာအဲ့ဒါကြောင့်ပဲကွန်မြူနစ်လည်းမစစ်ဘူးဒီမိုကရေစီလည်းအစစ်ကိုမသွားဘူး liberal democracy လို့ social democrat လို့နိုင်ငံတွေကအဲ့ဒီစနစ်ကကျွန်တော်တို့အတွက်အကောင်းဆုံးဖြစ်တယ်လူချမ်းသာများအတွက်ကုမ္ပဏီများအတွက်ကတော့လက်ရပါတီကအကောင်းဆုံးဖြစ်တယ်အဲ့တော့အဲ့လိုအနေအထားများအရကျွန်တော်တို့ကအခုဖြစ်နေတဲ့အမေရိကန်ရဲ့အခင်းကျင်းကမ္ဘာရဲ့အခင်းကျင်းဒီနေရာမှာနှစ်ချက်တွေ့ရတယ်အမေရိကန်နဲ့တရုတ်ရဲ့ကုန်သွယ်ရေးစစ်ပွဲမှာဘယ်သူနိုင်မလဲလို့မေးရင်အမေရိကန်ကပြောတာကကုန်သွယ်ခွန်တွေကနေသူကစီးပွားရှာမယ်1973မတိုင်ခင်ကအမေရိကန်နိုင်ငံရဲ့အခင်းကျင်းပေါ့ပြည်သူရဲ့အခွန်ကနေသူစိတ်ဝင်စားဘူးအခွန်တွေအကုန်လျှော့ပေးမယ်ကုမ္ပဏီတွေကိုလည်းလျှော့ပေးမယ်ပြည်သူတွေလည်းသူခွန်လျှော့ပေးမယ်ကာစတန်ဂျူတီလို့ခေါ်တဲ့ကုန်သွယ်ခွန်တွေကနေသူစီးပွားရေးလုပ်မယ်တကယ်လို့အမေရိကန်ကိုမရှိမဖြစ်ကုန်သွယ်ရလို့အမေရိကန်နိုင်ငံကိုရောင်းချတဲ့နိုင်ငံအမြောက်အများကရွေးချယ်စရာမရှိဘူးသူတို့ကိုလည်းအမေရိကန်နိုင်ငံကိုပဲရောင်းရမယ်ငါတို့တောင်းတဲ့ကုန်သွယ်ခွန်ကိုလည်းပေးရမယ်လို့အမေရိကန်နိုင်ငံကလုပ်နိုင်ရင်အဲ့ဒီစနစ်အောင်မြင်မယ်သူဒီကုန်သွယ်ခွန်ကနေတော့တိုက်ပြေဝင်လို့ရမယ်သို့တော့အဲ့ဒီနိုင်ငံများကအမေရိကန်နဲ့မကုန်သွယ်တော့ဘူးသူတို့အမေရိကန်ကိုကုန်သွယ်တာအခွန်ပေးရတာများတယ်သူတို့လည်းစီးပွားရေးတွေပြတ်တယ်အစင်မပြေဘူးဖြစ်တဲ့အတွက်အမေရိကန်ကိုပို့မဲ့ကုန်တွေကိုတခြားနိုင်ငံကိုသူတို့ရောင်းချလို့ရရင်အမေရိကန်နဲ့မပတ်သက်တော့ရင်ဆိုအမေရိကန်နိုင်ငံကိုဘယ်သူမှပစ္စည်းလာမရောင်းတော့ဘူးဆိုရင်အမေရိကန်အခုသူတို့ပြောတဲ့ policy ကြီးကြာရှုံးပြီဘာလို့သူပြောချင်တဲ့အတိုင်းသူလိုချင်တဲ့တိုင်းပြည်ဝင်မရတော့ဘူးဘာလို့သူ့ကိုဘယ်သူမှဈေးလာမရောင်းတော့ဘူးအဲ့တော့ဒီ policy ကိုချတဲ့အမေရိကန်အစိုးရကအဲ့ဒီနိုင်ငံများကို
ဒီ policy ကိုချတဲ့အမေရိကန်အစိုးရကအဲ့ဒီနိုင်ငံများကိုသူ့နိုင်ငံကိုသူချတဲ့ကုန်သွယ်ခွန်အတိုင်းမယောင်းသေးလားမယောင်းအောင်သူကဖိအားပေးကိုပေးရမှာအဲ့ဒါမှသူ့ရဲ့ policy အောင်မြင်မှာသူ့နိုင်ငံကိုလာမယောင်းဘူးဆိုရင်သူဘယ်လိုမှအခွန်ကောက်လို့မရအခွန်ကောက်မြသူဝင်မရဘူးသူရှုံးပြီပေါ့ဘာတော့ပြည်တွင်းမှာလဲသူကပြည်သူတွေလည်းအခွန် short ပေးထားပြီးပြီကုမ္ပဏီတွေကိုလည်းအခွန် short ပေးထားပြီးပြီ corporation တွေကိုအဲ့တော့သူ့မှာဝင်ငွေမရှိတော့ဘူးသူ bankrupt ဖြစ်သွားမယ်ဒါကြောင့်ဒီ policy ချတဲ့အမေရိကန်အစိုးရသည် UK ပဲဖြစ်ဖြစ် EU ပဲဖြစ်ဖြစ်အာရှနိုင်ငံပဲဖြစ်ဖြစ်အာဆီယံပဲဖြစ်ဘယ်သူဖြစ်ဖြစ်မင်းငါနိုင်ငံကိုရောင်းဝင်လာရောင်းတော့ငါတောင်းတဲ့အခွန်ကိုမင်းပေးမရောင်းဘူးဆိုမင်းကငါစီရဘာလုပ်မယ်ဟိုတာလုပ်မယ် तू ချင်းချောက်ပြီးတော့ကိုရောင်းခိုင်းမှာအဲ့ဒါမှ तू policy အောင်မြင်မှာတရုတ်နိုင်ငံကကြတော့အမေရိကန်နိုင်ငံကသူ့ကိုကုန်သွယ်ခွန်ကောက်လိုက်တာဖြစ်တဲ့အတွက်အမေရိကန်နိုင်ငံကို तू ကုန်မရောင်းရဘူးဆိုရင်သူဒီအဆင်ပြေပြီတခြားနိုင်ငံကိုသူရောင်းရရင်သူနိုင်ပြီအမေရိကန်ကလည်းသူ့ကိုမှပစ္စည်းတွေမပို့ရဘူးတခြားကိုပို့လို့မရသူ့ကိုပဲပို့ရမယ်ဆိုရင်သူကအမေရိကန်ကနေပြီးတော့အခွန်ကောက်ပြီးသူနိုင်သွားမယ်သို့တော့တရုတ်နိုင်ငံကိုတကမ္ဘာလုံးကကုန်မသွယ်တော့ဘူးတရုတ်နိုင်ငံကလည်းအမေရိကန်ကိုသူပို့နေရတဲ့ပစ္စည်းတွေကိုတခြားကိုအစားထိုးပြီးပို့လို့မရတော့ဘူးတရုတ်နိုင်ငံပစ္စည်းကိုဘယ်သူမှမဝယ်တော့ဘူးဆိုရင်တရုတ်နိုင်ငံရှုံးပြီဒါကိုသိလို့အမေရိကန်အစိုးရကကနတော့ကကမ္ဘာနိုင်ငံတွေကိုသူကဖိအားပေးပြီးမင်းတရုတ်နဲ့ကုန်မသွယ်ရဘူးနော်ငါစီဝဲလာပို့ငါတောင်းတဲ့ပတ်စံကိုမပေးပြီးမင်းငါဘာလုပ်ပေးမယ်ညာလုပ်ပေးမယ် तू ကအဲ့ဒါနဲ့ပြန်ပြီးတော့ချော့မယ်အပေးယူလုပ်မယ်ပြောချင်တာကအဲ့ဒါဆိုရင်တရုတ်နိုင်ငံကကမ္ဘာလူတွေအားလုံးကသူအမေရိကန်ဘက်ပါသွားပြီအမေရိကန်ဘက်ကိုပါသွားပြီသူ့ကိုကြတော့ဘယ်သူမှကုန်မသွယ်တော့ဘူးဆိုရင်တရုတ်နိုင်ငံသိပြီပြောချင်တာကတရုတ်နိုင်ငံမှာထုတ်တဲ့ပစ္စည်းတွေကိုကမ္ဘာနိုင်ငံတွေကမဝယ်တော့ဘူးအမေရိကန်ကိုပဲပို့တော့မယ်အမေရိကန်နဲ့ပဲကုန်သွယ်မယ်လုပ်လိုက်ရင်တရုတ်နိုင်ငံသိပြီအဲ့တော့အဲ့ဒါကိုအမေရိကန်ကလည်းအဲ့ဒါကိုဥဆောင်ပြီးလုပ်နေတာသိတဲ့အတွက်တရုတ်နိုင်ငံကမနေ့ကပြောတာမင်းတို့အမေရိကန်နဲ့အပေးယူလုပ်ပြီးတော့ငါကိုထိခိုက်အောင်လုပ်မယ်ဆိုရင်တော့မင်းတို့နိုင်ငံတွေငါအရေးယူဖို့သူကပြန်ချင်းချောက်တာအဲ့ဒါဆိုရင်အဲ့ဒီနိုင်ငံတွေ EU နိုင်ငံတွေ UK နိုင်ငံတွေအာဆီယံနိုင်ငံတွေနဲ့ကလေအမေရိကန်နဲ့ပြည်လည်အောင်လုပ်လိုက်မယ်အမေရိကန်ကိုပဲအမေရိကန်တောင်းတဲ့အခွန်ပေးလိုက်မယ်အမေရိကန်ကနေတခြားအကျိုးမြတ်ပြန်ယူမယ်ပေါ့ပြောချင်တာကအမေရိကန်ကနေပြီးတော့အာဆီယံနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုဘီလီယံ100လာမယ်စစ်ရေးလုပ်ပေးမယ်ဘာမှလုပ်ပေးမယ်အဲ့ဒါမျိုးနဲ့ပြန်အပေးယူလုပ်ကြမယ်ဆိုရင်တရုတ်ကွဲပြီပြီးတော့တရုတ်နိုင်ငံနဲ့ကုန်သွယ်မဲ့ကိစ္စကိုသူကအမေရိကန်ကိုရွှေ့သွားလိုက်မယ်အဲ့ဒါဆိုရင်တရုတ်နိုင်ငံကသူထုတ်မဲ့ပစ္စည်းကိုအမေရိကန်လည်းမဝယ်တော့ဘူးဒီဘက်နိုင်ငံတွေလည်းမဝယ်တော့ရင်အဲ့ဒီတရုတ်နိုင်ငံမှာရှိနေတဲ့ကုမ္ပဏီတွေကဘာလုပ်ကြမလဲရှုံးပေါ်ပြီပေါ့တရုတ်နိုင်ငံ background ဖြစ်ပြီပေါ့သူကသူဘလောက်ပဲငွေကြေးချမ်းသာတဲ့မီးရှင်ပဲဖြစ်သူ့မှာဝင်မရှိတော့ဘူးဆိုရင်သူ့နိုင်ငံလူကြီးတန်းတစ်ထောင်ကိုသူကကျွေးရမှာတခါတည်းမွဲပြကြသွားမှာအမေရိကန်နဲ့သုံးဆသူကအကြမြန်မှာပြောချင်တာကဘသူကမိတ်ဆွေများတယ်လဲဆိုတဲ့အပေါ်မှာဒီစစ်ပွဲကအရှုံးနိုင်ဖြစ်မှာအမေရိကန်ကမိတ်ဆွေများပြီးတော့အမေရိကန်စကားကိုနားထောင်တဲ့လူများရင်အမေရိကန်နိုင်မယ်တရုတ်ကမိတ်ဆွေများပြီးတရုတ်စကားကိုနားထောင်တဲ့လူများရင်တရုတ်နိုင်မယ်ပြဿနာကတရုတ်မှာရှိတဲ့လုပ်ငန်းရှင်တော်တော်များများကလည်းအမေရိကန်တထေးတွေဖြစ်နေတယ်အဲ့တော့အမေရိကန်တထေးတွေဖြစ်နေတာဖြစ်တဲ့အတွက်ဥမာ iPhone ကုမ္ပဏီတို့ဘာတို့ကိုအမေရိကန်ကအခွန်လျှော့ပေးလိုက်ရတယ်ငါတို့ iPhone မပါ electronic ပစ္စည်းတွေမပါ TV တွေမပါအဲ့လိုပြန်လုပ်တာအဲ့တော့ပြောချင်တာကသူတို့နှစ်ယောက်မှာဘသူကကဘာကြီးကိုပိုစည်းရုံးနိုင်တယ်တရုတ်နောက်ကယ်မှာဘသူရှိလဲ BRIC ရှိတယ်ပြီးတော့ global south ဆိုတဲ့နိုင်ငံတွေရှိတယ်တကယ်တမ်းတရုတ်နဲ့တကယ်ရင်းနှီးမှလားပြောချင်တာကတရုတ်ကိုလက်ဆွဲလိုက်ပြီးတော့အမေရိကန်ကိုကန်နိုင်တဲ့တတိသူတို့မှရှိပြီလားပြောချင်တာကအာရပ်နိုင်ငံတွေကတရုတ်ကိုပဲသွားတော့မယ်အမေရိကန်ကိုကန်တော့မယ်ဆိုရင်သူတို့နိုင်ငံလုံခြုံရေးကိုတရုတ်ကယူပေးနိုင်ပြီလားအမေရိကန်နဲ့ဆိုင်ထိုနည်းကောမဲ့ EU နိုင်ငံများနဲ့ကနေဒါဩစတြေးလျမက္ကဆီကိုတို့ကလည်းအမေရိကန်ကိုကန်ပြီးတရုတ်ကိုလက်ဆွဲဖို့အတွက်သူတို့မှအစင်သစ်တကယ်ဖြစ်နေပြီလားတရုတ်ကတော့သူတို့ယုံကြည်ရတဲ့လူဟုတ်ရဲ့လား
အမေရိကန်ကိုကန်ပြီးတရုတ်ကိုလက်တော်တွဲမှာတရုတ်နိုင်ငံသူတို့ကိုလာသိမ်းလိုက်ပြီးအမေရိကန်နဲ့ဆိုးတဲ့ဒုက္ခကိုလာပေးရင်သူတို့ဘယ်လိုလုပ်မလဲအမေရိကန်နိုင်ငံမှာကနိုင်ငံရေးစနစ်ရဒီမိုကရေစီဖြစ်တဲ့အတွက်အမေရိကန်သမ္မတလှုပ်ချင်တာလှုပ်ပေမဲ့အမေရိကန်နိုင်ငံမှာပွင့်လင်းတဲ့မီဒီယာတွေရှိနေတယ်ပွင့်လင်းတဲ့နိုင်ငံရေးသမားတွေနဲ့ပွင့်လင်းတဲ့ပြောဆိုမှုတွေကနေအမှားအမှန်ကိုထောက်ပြလို့ရတယ် balance လုပ်လို့ရတယ်တရုတ်နိုင်ငံကကြတော့တရုတ်အစိုးရရဲ့သဘောအာဆီယံကွန်မြူနစ်ပါတီရဲ့သဘောတရုတ်ဆိုရမတရားလုပ်ရင်တရုတ်ပြည်သူကလည်းပါဇက်ပိတ်နေမှာတရုတ်မီဒီယာပါဇက်ပိတ်နေမှာကိုပဲခံရမှာဒါဆိုရင်အနောက်နိုင်ငံများဖြစ်တဲ့ EU နိုင်ငံဩစတြေးလျနိုင်ငံကနေဒါနိုင်ငံနယူးဇီလန်နိုင်ငံတောင်ကိုရီးယားနိုင်ငံဂျပန်နိုင်ငံနဲ့ကနေဒါမက္ကဆီကိုတို့ကအမေရိကန်ကိုကန်ပြီးတရုတ်ကိုလက်တွဲဖို့အစဉ်သင့်ဖြစ်ပြီလားကျွန်တော်ထင်တော့မဖြစ်ဘူးအဲ့တော့အာရနိုင်ငံများအမေရိကန်ကရွေးခိုင်းမယ်တရုတ်နဲ့ငါ့ကိုမကြိုက်တာရွေးခလေးတွေလို့လေဟုတ်လားတရုတ်နဲ့ငါ့ကိုမကြိုက်တာရွေးမိမတွေကပြောသလိုပေါ့နင့်အမေနဲ့ငါ့ကိုနေဘ누구ရွေးမလဲမိမနဲ့ရောက်ခမကိုနေဘ누구ရွေးမလဲယောက်ျားကိုရွေးခိုင်းတာလေတချို့အမျိုးသမီးတွေကအဲ့မှာယောက်ျားဂျားညက်ပြီအမေကိုမရွေးဘူးပြောရင်လည်းအမေကစိတ်ဆိုးမယ်မိမကိုမရွေးဘူးပြောရင်လည်းမိမကပြဿနာရှာမယ်အဲ့တဘောပဲအဲ့တော့အမေရိကန်နဲ့တရုတ်ကိုဘယ်သူကိုရွေးမလဲလို့မေးရင်အာရနိုင်ငံများကအခုလက်ရှိအနေအထားများကအစ္စရေးကိစ္စနဲ့ပါလက်စတိုင်းကိစ္စကိုမကြိုက်ဘူးပဲပြောပါစီအောင်တရုတ်ကိုတော့မရွေးရဘူးတရုတ်ကိုတော့မရွေးရဘူးအမေရိကန်ကိုပဲရွေးရအောင်ပါပဲထုံးလေးကောင်းမယ်တောင်ကိုရီးယားနဲ့ဂျပန်အမေရိကန်ကပြောမယ်မင်းငါနဲ့တရုတ်ကိုဘယ်သူရွေးမလဲမေးရင်ဘယ်သူမှတရုတ်ကိုမရွေးရဘူးတရုတ်ကိုရွေးလိုက်တာနဲ့မြောက်ကိုရီးယားကအကုန်လုံးသူတို့အုပ်သွားမှာသူတို့ကောင်းအောင်သိတယ်ထိုင်ဝမ်တရုတ်နဲ့အမေရိကန်ဘယ်သူကိုရွေးမလဲမေးသူအမေရိကန်ပဲရွေးမယ်တရုတ်ကိုမရွေးရဘူးထုံးလေးကောင်းအာဆီယံကိုယ့်အကူစဉ်းစားအာဆီယံကိုယ့်အကူစဉ်းစားမြန်မာပြည်ကမင်းအောင်လှိုင်သူကတော့ရှင်းတယ်သူ့ကိုအမေရိကန်ကလည်းအရွေးမခိုင်းဘူးသူ့ကိုအမေရိကန်ကန်ထုတ်တာဘာကြောင့်လဲသူဒီစစ်အာဏာရှင်ဖြစ်တဲ့အတွက်အမေရိကန်ကဥပက္ခပြုခြင်းကိုခံထားတယ်ဒဏ်ခတ်ခြင်းကိုခံထားရတာပြောချင်တာကမင်းအောင်လှိုင်ကိုပဲမင်းအောင်လှိုင်ကတရုတ်ပဲယူရမှာအာဆီယံစင်ကာပူမလေးရှားဖိလစ်ပင်းထိုင်းလန်ဗီယက်နမ်ကမ္ဘောဒီးယားဘရူနိုင်းမင်းတို့ကြိုက်တာယူအမေရိကန်ကိုယူမလားတရုတ်ကိုယူမလားနှစ်ဖက်လုံးရွေးမရဘူးလို့ပြောလာရင်သူတို့ဘာလုပ်မလဲအဲ့ဒါတော့သူတို့ပဲစဉ်းစားလိမ့်မယ်အဲ့တော့အဲ့ဒါဒီနေ့ဖြစ်နေတဲ့ကုံသွဲစစ်ပွဲရဲ့ဘယ်သူနိုင်မလဲဆိုတဲ့ရလဲစီးပွားရေးအရာတော့အမေရိကန်ရှုံးနိုင်မယ်သို့တော့နိုင်ငံရေးsorry နိုင်ငံရေးကဆွတ်ဖက်မှုတွေများလာပြီဆိုရင်တော့ရွေးချယ်တဲ့အပေါ်မှာမူတည်တယ်ပြောချင်တာကပြည်သူတွေရွေးမှာမဟုတ်ဘူးလှိုင်ဝင်းရမင်းဘာစကားပြောတာလဲအစိုးရတွေဆိုတာတထေးတွေခံထားတဲ့အစိုးရတွေတထေးတွေရွေးမှာအလွန်အမတန်ဝမ်းနည်းစရာကောင်းတဲ့သတင်းပါဒါကြောင့်ကျွန်တော်ဒီနေ့အဲ့ဒီအစိုးရတွေနဲ့ဒီမိုကရေစီနဲ့တထေးတွေအကြောင်းရှင်းပြတာအခုဒီတရုတ်နဲ့အမေရိကန်ရွေးချယ်ပွဲမှာပြည်သူတွေရွေးမှာမဟုတ်ဘူးအစိုးရတွေကရွေးမှာအဲ့ဒီအစိုးရတွေအားလုံးကိုဒီမိုကရေစီနိုင်ငံမှာကောအာဆီယံမှာကောအာရနိုင်ငံမှာတွေကောအာနာရှင်နိုင်ငံမှာတွေကောတထေးတွေကခြေလှယ်ထားတာတထေးတွေရွေးမှာအဲ့တော့ကျွန်တော်တို့ပြည်သူကမဲပေးထားတဲ့လွှတ်တော်ကိုယ်စားလှယ်ကတထေးတွေကစပွန်ဆာလုပ်ပြီးသားဒါကြောင့်အဲ့ဒါကိုမိတ်လိုက်တော့ပြည်သူကျွန်တော်တို့ပြည်သူကဘာမှရွေးချယ်ခွင့်မရှိဘူးဒါအလွန်အမတန်ဝမ်းနည်းစရာကောင်းတဲ့အချက်ပဲတထေးတွေရွေးမှာအဲ့တော့တထေးတွေကစီးပွားရေးသမားတွေအဲ့တော့ပြည်သူနဲ့သူတို့ကတော့ဘယ်နဲ့ပူတော်လိမ့်မယ်ထင်တယ်ဘယ်သူနဲ့ရွေးရင်တာမလဲဆိုတာသူတို့ကြည့်မယ်တရုတ်နဲ့ရွေးလို့သူတို့တာမယ်လို့ထင်ရင်တရုတ်နဲ့ရွေးကြလိမ့်မယ်အများစုနိုင်ငံကတထေးတွေကတရုတ်ကစိတ်မချရသေးဘူးနောက်ကျော်ဓာတ်နဲ့ထိုးနိုင်တယ်ကြောင့်မြန်မာနိုင်ငံကိစ္စကိုအခုချိန်မှာမီဒီယာမှာများများဖွာပြီးတရုတ်ဒီစိတ်မချရဘူးဆိုတာတရုတ်ကစိတ်မချရဘူးလို့တထေးတွေကယုံကြည်သွားရင်တော့အမေရိကန်ကိုပဲတီးခံပြီးတော့အမေရိကန်ဘူလီလုပ်ရင်လည်းသမ္မတထရန့်အစိုးရကအနိုင်ကျင့်ရင်လည်းခံရလိမ့်မယ်ဘာလို့လဲသူတို့ရေရှည်မှာသူတို့ပဲအမေရိကန်နဲ့မှအဆင်ပြေမှာအဲ့တော့တထေးတွေရွေးမှာအဲ့တထေးတွေကဘယ်သူတွေလဲထပ်ပြီးတော့မြင်အောင်ရှင်းပြရမယ်ဆိုရင် stock market တွေ
ဘန်ကောက်မှာရှိတဲ့ stock market စင်ကာပူမှာရှိတဲ့ stock market မလေးရှားမှာရှိတဲ့ stock market ဩစတြေးလျမှာရှိတဲ့ stock market ဂျပန်မှာရှိတဲ့ stock market ဆိုးမှာရှိတဲ့ stock market တကမ္ဘာလုံးမှာရှိတဲ့ stock market များဥရောပမှာရှိတဲ့ stock market များမှာ stock market ကိုလွှမ်းမိုးထားတာကဘီလီယံနာတစ်ထေးမီလီယံနာတစ်ထေးတွေယင်းဒီမြုပ်နှံတဲ့သူတွေ investment သမားတွေ hedge fund တွေဘဏ်ကြီးတွေအဲ့ဒီလူတွေကရွေးချယ်မှာအဲ့ဒီရွေးချယ်မှုကဘယ်မှာသွားတွေ့ရမလဲဆိုတော့ stock market အတက်အကျကိုတွေ့ရမှာအဲ့တော့ကမ္ဘာကြီးရဲ့စီးပွားရေးစနစ် stock market ဒီ reshape ပြန်လုပ်မယ်လို့ပြောနေတယ်ပြောချင်တာပြန်လဲဖွဲ့စည်းလိုက်မယ်အဲ့ဒီထဲမှာကျွန်တော်တို့လိုတာမန် stock ကစားတဲ့လူတွေပေါ့နော်ကိုရင်းနှီးမြှုပ်နှံတဲ့လူတွေသတိထားပါကိုပစ္စံနေပါသွားလိမ့်မယ်ဒီချိန်မှာအလွန်သတိထားမယ့်ချိန်သူတို့ဈေးကွက်တစ်ခုလုံးကိုပြန်လဲပြောင်းလဲမှာ balance ပြန်လုပ်မှာဖြစ်တယ် reshaping ပြန်လုပ်မှာပြန်လဲပုံဖော်တော့မှာဖြစ်တဲ့အတွက်အဲ့ဒီကြားထဲမှာကိုမညှက်ဖို့လိုတယ်တထေးတွေကဗျာဘီလီယံ100ချမ်းသာတဲ့လူက1ဘီလီယံတန်း1000ရှုံးသွားလဲသူ့အတွက်အရေးမကြီးဘူးလေကျွန်တော်တို့က1000ချမ်းသာလဲလို့1000ပါသွားလို့မဖြစ်ဘူးလေအဲ့တော့ဘယ်သူရွေးမှာလဲဒီနေ့ကဘာကြီးရဲ့အဆုံးအဖြတ်ကိုပြည်သူရွေးမှာမဟုတ်ဘူးပြည်သူရဲ့အရှိမပြည်သူရွေးထားတဲ့ကိုယ်စားလှယ်တွေကိုတထေးတွေကစပွန်ဆာလုပ်ထားတဲ့အတွက်အဲ့တထေးတွေကဆုံးဖြတ်မှာဒီနေ့အဲ့ဒီတထေးတွေကလည်းအဲ့ဒီ stock market ကြောင့်ချမ်းသာလာတာဖြစ်တဲ့အတွက်ဘီလီယံနာတထေးကြီးတွေ corporation ကြီးတွေ hedge fund တွေဖြစ်လာတာဖြစ်တဲ့အတွက်စီးပွားရေးသမားဆိုတာစီးပွားရေးပညာရှင်ဆိုတာတထေးမဟုတ်ဘူးလကစားတယ်မြင်အောင်ကြည့်ပါစီးပွားရေးပါမုတ်ခတ်တွေစီးပွားရေး economy လကစားတွေသူတို့ကတော့သူတို့မြင်တဲ့ theory ကဘလောက်ပဲထောက်ပြတထေးတွေကသူ့လို economy ပညာရှင်အယောက်100ကိုခန့်ထားခွင့်ရှိတယ်တထေးကြီးကသူစာတက်စရာမလိုဘူးဟုတ်တော့မလားအဲ့တော့တထေးတွေကဆုံးဖြတ်မှာသူတို့ဘသူနဲ့ပေါင်းရင်ပိုချမ်းသာမလဲရေရှည်မှာသူတို့အတွက်အကျိုးရှိမလဲဆိုတာကိုကြည့်ပြီးတရုတ်နဲ့အမေရိကန်စစ်ပွဲသည်အဆုံးဖြတ်ပေးလိုက်မယ်အဲ့ဒီထဲမှာစီးပွားရေးပညာရှင်တယောက်သုံးသပ်တာအထူးသဖြင့်အဲ့ဒီအမေရိကန်ဗဟိုဘဏ်ကသုံးသပ်တာမနေ့ကချီကာဂိုမှာရှိတဲ့ဗဟိုဘဏ်ချီကာဂိုပြည်နယ်ရဲ့ဗဟိုဘဏ်ဥက္ကဋ္ဌကဘာပြောရလဲဆိုတော့အခုဈေးကွက်ဖြစ်နေတာကိုငါတို့လုံးဝစိတ်မပူတဲ့ထွန်းကတော့သူစိတ်ပူနေတာတဲ့ဘာကြောက်လဲဆိုတော့သူစကားရေးလဲမိုက်တယ်အဲဒါကြောင့်ကျွန်တော်ဒါနဲ့ညီကုန်းချုပ်မှာမနေ့ကချီကာဂိုဆိုတာဗာလဲ Detroit တို့ဘာလို့မော်တော်ကားအများဆုံးထုတ်တဲ့စက်ရုံအများဆုံးထုတ်တဲ့နေရာ industry အများဆုံးရှိတဲ့နေရာနော်အမေရိကန်နိုင်ငံကအဲ့ဒီချီကာဂိုပြည်နယ်ကြောင့်ချမ်းသာလာတာနော်ပထမဆုံးအမေရိကန်နိုင်ငံမှာကားထုတ်တာအေးရထုတ်တာအဲ့တော့ချီကာဂိုပြည်နယ်ရဲ့ Federal ပေါ့ဗဟိုဘဏ်ပေါ့ချီကာဂိုပြည်နယ်ရဲ့ပြည်နယ်ဗဟိုဘဏ်ဥက္ကဋ္ဌပြောတဲ့အင်တာဗျူးမှာအခုဖြစ်နေတဲ့အနေအထားကငါတို့ဘာမှမစိုးရိမ်ဘူးသမ္မတထရန့်ပြောသလိုအတိုးနှုတ်တက်တာကြတာငါတို့စိတ်ဝင်စားသေးဘူးဘာကြောက်လဲသိလားတဲ့အခုအမေရိကန်နိုင်ငံကတရုတ်နဲ့ဖြစ်နေတဲ့ပြဿနာမှာအဲ့ဒီတရုတ်နဲ့ export import ထဲမှာ17%ပဲအမေရိကန်ရဲ့စီးပွားရေးကိုတွန်းအားပေးတာကျန်တဲ့80နဲ့9%ဒီအမေရိကန်စီးပွားရေးဒီပြည်တွင်းကနေတွန်းအားပေးတာပြောချင်တာပြည်တွင်းရဲ့ဝယ်လိုအားရောင်းလိုအားကုန်ထုတ်လိုအားနောက် service ဝန်ဆောင်မှုပြောချင်တာကတရုတ်နိုင်ငံနဲ့မိကိုနေတာ17%ပဲကြီးအဲ့ဒီ17%နဲ့ဂရက်နဲ့အမေရိကန်နိုင်ငံစီးပွားရေးကြခြင်းတက်ခြင်းကိုမှန်းလို့မရသေးဘူးဒါကြောင့်ငါတို့ဘိုးဘန်ကတာဝန်ရှိတဲ့လူတွေကစိတ်အေးလက်အေးနဲ့ထိုင်ဆောင်နေတာပြောချင်တာကငါတို့စိတ်မပူဘူးအမေရိကန်စီးပွားရေးဒီတရုတ်နဲ့ကုန်သွယ်ထားရင်လည်းဘာမှမတိကြိုက်ဘူးပြည်တွင်း market ပြည်တွင်းမှာရှိတဲ့ဝန်ဆောင်မှုတွေအားလုံးရဲ့အခါပဲအမေရိကန်စီးပွားရေးကိုတွန်းအားပေးတယ်တက်ခြင်းကြခြင်းဝယ်လိုအားရောင်းလိုအားတွေဖြစ်မှာဖြစ်တဲ့အတွက်ငါတို့ဘိုးဘန်ကပြည်နယ်ဗဟိုဘဏ်ကတော့ Federal ဗဟိုဘဏ်ကတော့ဘာမှစိတ်မပူသေးဘူးသမ္မတထရန့်ကတော့သူစိတ်ပူနေတာစောက်ကြည့်အောင်တဲ့AACC ပဲငါတို့ဘာမှမဖြစ်သေးဘူးတဲ့အဲ့ဒီစကားလေးကိုမျှဝေပေးလိုက်ရတာပြောချင်တာကတတိတွေပဲဆုံးဖြတ်မှာကျွန်တော်တို့စင်းရဲသားတာမန်နိုင်ငံသားတွေရဲ့ဘဝကတော့ကိုယ့်အတွက်အလုပ်လုပ်ပေးမယ်နိုင်ငံရေးစနစ်ဒီမိုကရေစီမှာလေဘာပါတီဒီမိုကရက်ပါတီလို့လစ်ဘရယ်လိုပါတီလေးကိုပဲမျှော်ရမှာအဲ့ဒီပါတီမရှိတဲ့နိုင်ငံမှာစင်းသားပြည်သူများအတွက်ဒီ